2025 ခုနှစ်ဒီဇင်ဘာလ26 ရက်နေ့မှာဘော်ဒီကုံညောင်ဆဲပင်မိသားစုဟာမန်လေးမြို့မှာရှိတဲ့ထူမတောင်ကိုလက်ခံခီးစဉ်ဆက်ခဲ့ကြပါတယ်surprise အနေနဲ့မမိုးတနာလေးရဲ့မွေးနေ့ပွဲလေးကိုလည်းမိသားစုတွေပျော်ရွှင်စွာကျင်းပခဲ့ပါတယ်။ဝင်းနေ့ရှင်လည်းပျော်အားလုံးလည်းပျော်တဲ့အချိန်လေးတစ်ခုပေါ့ရှင်။ဝင်းနေ့ရှင်လည်းသက်ရှိကျမ်းမှာစိတ်ချမ်းသာလူရဆန္ဒတွေဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရောက်ဖို့15မိနစ်ပဲတက်ရတယ်ဆိုလို့အားရည်နေအပြည့်နဲ့ကျမတို့အဖွဲ့ကြီးစုယုံနေကြတာပါဓာတ်ပုံရိုက်တဲ့သူနဲ့အားလုံးကတက်ကြွနေရောပဲရှေ့ဆုံးကပန်းဝင်လာတဲ့သူကပတိညာဖြစ်မလဲပေါ့နော်ရိုက်ပဲကောင်းတယ်အချင်းလေးဒီလိုဖြစ်သွားပြီဟာတကွေ့ဝင်းနေရှင်ရတော့မမောဘူးတဲ့ရှေ့ဆုံးကနေပြုံနဲ့တောင်မရက်သွားတဲ့ပုံစံလေးတွေကတော့နည်းနည်းတိုင်းပါပဲရှင်ဒီကစားဆရာတော်ဘုရားကြီးကိုဥထိတ်ထားပြီးကမ္ဘာမြတ်တာကပ္ပန်းကိုလည်းရွှေဖက်ပူဇော်ခဲ့ကြပါသေးတယ်ဆုံးတော့ဟိုးတောက်ထင်းမှာရှိတဲ့ဒီကျွေးပြူပြားစီကိုကျမတို့အတိတ်ကဆက်ခဲ့ကြပါတယ်
ဆုံးတော့ဘော်ရီကုန်းညောင်ဆဲပင်အဖွဲ့ရဲ့ထူမတောင်ဒိတ်တန်ခင်းစဉ်လေးကအောင်မြင်ခဲ့ပါ